ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ကမ္ဘာအရက်အရှိဆုံးဂရနစ်စံညင်တင်ထားတဲ့လူသားအကြောင်းကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။ကမ္ဘာအရက်အရှိဆုံးလူသားအဖြစ်မှတ်တမ်းဝင်ထားတဲ့သူကတော့ Robert Wilton ဖြစ်ပါတယ်။ဒါကသမိုင်းတစ်လျှောက်မှတ်တမ်းတင်ထားသမျှအရက်အရှိဆုံးလူသားရဲ့အရက်ပဲဖြစ်ပါတယ်။သူ့ရဲ့အရက်အမြင့်က8ပေ17လက်မှ2.9မီတာအထိရှိခဲ့ပြီးတော့ကိုယ်အလေးချိန်က439ပေါင်199ကီလိုဂရမ်ရှိခဲ့ပါတယ်။ Robert ရဲ့ခြေထောက်အရှည်က49စင်တီမီတာ18.5လက်မှရှိပြီးလက်ဖွားအရှည်က32.3စင်တီမီတာ12.8လက်မှရှိခဲ့ပါတယ်။ဒါကြောင့်မလို့လဲသူ့ကိုအေတန်ချိုင်းရဲ့ဘလူးလို့လည်းခေါ်ခဲ့ကြပါတယ်။သူဒီလိုဘာကြောင့်အရက်ရှိရတယ်လဲသူ့ရဲ့ဘဝနဲ့ဇယိုက်လက္ခဏာအကြောင်းကျမ်းမာရေးနဲ့တည်ဆုံးခြင်းအကြောင်းအရာတွေနဲ့သူ့ရဲ့အမှတ်တရရုပ်စုအကြောင်းတွေကိုဒီဗီဒီယိုလေးထဲမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ Robert ကို1918ခုနှစ်ဖေဖော်ဝါရီလ22ရက်နေ့မှာအမေရိကန်ပြည်ထောင်စုအီလီနွိုင်းပြည်နယ်အယ်တန်မြို့မှာမွေးဖွားခဲ့ပါတယ်။သူဟာမွေးကလေးကပုံမှန်ထက်ပိုကြီးတဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ပြီးတော့သူ့ရဲ့ကြီးထွားမှုကအချိန်နဲ့အမျှပိုမိုမြန်ဆန်လာခဲ့ပါတယ်။သူ့ရဲ့ထူးခြားတဲ့အရက်အမြင်ဟာ pituitary gland ကနေကြီးထွားဟော်မုန်းများပုံမှန်ထက်ပိုပြီးထုတ်လွှတ်မှုကြောင့်ဖြစ်ပေါ်လာခဲ့ရတာပါ။အသက်8နှစ်အရွယ်ရောက်တဲ့အခါမှာသူ့အဖေထက်အရက်ပိုမြင့်လာခဲ့ပြီးတော့မူလတန်းကျောင်းတက်ရမှာလေပုံမှန်ကလေးတွေထက်ပိုပြီးအရက်ရှိခဲ့တဲ့အတွက်သူ့အတွက်အထူးစပွဲကုန်တစ်လုံးပြုလုပ်ပေးခဲ့ရပါတယ်။ Robert ဟာ Elton High School မှာပညာသင်ကြားခဲ့ပြီးသူ့ရဲ့အရက်အမြင်ကြောင့်ကျောင်းမှာထင်ရှားတဲ့ပုဂ္ဂိုလ်တူဖြစ်လာခဲ့ပါတယ်။သူ့ရဲ့အရက်အမြင်ကြောင့်လူသိများလာခဲ့တဲ့အပြင်ပညာရေးနဲ့လူမှုရေးမှာလည်းအတော်အတန်အောင်မြင်ခဲ့တဲ့သူပါ။အယ်တန်မြို့ရှက်ကောလီမှာဥပဒေပညာဘွဲ့ကိုလေ့လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ Ringling Brothers စက္ကန့်နဲ့ပူးပေါင်းပြီးတော့ကမ္ဘာတဝန်းလှည့်လည်ပြသမှုတွေကိုလည်းပြုလုပ်ခဲ့ပါသေးတယ်။သူ့ရဲ့အရက်အမြင့်ကြောင့်လူလူရဲ့အာရုံစူးစိုက်မှုကိုရရှိခဲ့ပြီးတော့သူဟာနာမည်ကြီးပုဂ္ဂိုလ်တူဖြစ်လာခဲ့ပါတယ်။ Robert ဟာ1949ဇူလိုင်4ရက်နေ့မှာကျင်းပတဲ့အမျိုးသားတက်တော်ပွဲမှာပါဝင်လှုပ်ရှားခဲ့ပြီးတော့ခြေချင်းဝတ်မှာဒဏ်ရာဖြစ်ပြီးလောကပိုးကူးစက်မှုဖြစ်ပွားခဲ့ပါတယ်။ခွဲစိတ်ကုသမှုခံယူခဲ့ပေမဲ့လည်းသူ့ရဲ့အခြေအနေဟာပိုမိုဆိုးရွားလာခဲ့ပြီးတော့ဇူလိုင်15ရက်နေ့မှာပဲအိပ်ပျော်နေစဉ်အတွင်းမှာတည်ဆုံးသွားခဲ့ပါတယ်။သူတည်ဆုံးတဲ့အချိန်မှာတော့သူ့အသက်က22နှစ်သာရှိပါသေးတယ်။ Robert ဟာယနေ့အထိကမ္ဘာအရှိဆုံးလူသားအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့သူဖြစ်ပြီးတော့သူ့ရဲ့ဘဝဟာလူသားတွေရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။စကားပြောကောင်းသူတစ်ယောက်ဖြစ်ပြီးသူ့ရဲ့အရက်နဲ့ပတ်သက်တဲ့မိဂုဏ်တွေကိုလည်းပြုံးပြုံးရွှင်ရွှင်ဖြေချတဲ့သူတူဖြစ်ခဲ့ပါတယ်။သူဟာသူ့ရဲ့အရက်အမြင့်ကြောင့်ထူးခြားတဲ့ပုဂ္ဂိုလ်တူဖြစ်ခဲ့ပေမဲ့လည်းသူ့ရဲ့ဘဝဟာကံမကောင်းစွာနဲ့ပဲကျန်းမာရေးပြဿနာတွေနဲ့ရုန်းကန်ခဲ့ရပါတယ်။ခြုံငုံပြောရရင်တော့ Robert Wilton ဟာသူ့ရဲ့အရက်အရှိကြောင့်ကမ္ဘာတဝန်းကလူသိများခဲ့ပြီးသူ့ရဲ့အကြောင်းကိုစာအုပ်စာပြီးရုပ်ရှင်နဲ့မှတ်တမ်းတွေမှာဖော်ပြခြင်းခံခဲ့ရပါတယ်။အဲ့ဒီမြို့မှာသူ့ရဲ့အထိတ်အမှတ်ရုပ်တစ်ခုကိုထားရှိပြီးတော့သူ့ရဲ့စိတ်နေစိတ်ဓာတ်ကောင်းမှုကြောင့်ယနေ့ထက်တိုင်ထင်ရှားတဲ့ကမ္ဘာအရက်အရှိဆုံးလူသားအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့သူအကြောင်းတင်ဆက်ပေးနေပဲ။နောက်များမှာလည်းစိတ်ဝင်စားစရာဘုသူတအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့အမြဲမပြတ်စောင့်ကြည့်ပေးဖို့တိုက်တွန်းလိုက်ရပါတယ်။မိတ်ဆွေတို့အတွက်ဘုသူတရရှိမယ့်အကြောင်းအရာတွေဤပညာတွေသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။